အားလုံးပဲမင်္ဂလာပါဈေးကွက်ကအတက်အကျအကျဲနေတဲ့အခြေအနေမှာ trading လုပ်ရတာတကယ်ကိုခေါင်းဆိုင်ရပါတယ်ကဲဒီနေ့မှာတော့အဲ့ဒီလိုရှုပ်ထွေးတဲ့ဈေးကွက်မတည်ငြိမ်မှုတွေကြားကနေရှင်းရှင်းလင်းလင်းနဲ့အယောင်းအဝယ်အခွင့်အလမ်းတွေဘယ်လိုရှာမလဲဆိုတာကိုကူညီပေးနိုင်မဲ့ Keltner Channels အကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင် ဒါက trader တိုင်းနေပါနေ့စဉ်နဲ့အမျှကြုံနေရတဲ့မေးခွန်းကြီးပါပဲဈေးနှုန်းတွေကတက်လိုက်ကြလိုက်နဲ့အရန်ကိုလွတ်ခါနေလက်ခါဘယ်အချိန်မှာ buyer တက်မလဲဘယ်အချိန်မှာ sell လုပ်မလဲဆိုတာကိုဘယ်လိုလုပ်ပြီးယုံကြည်ချက်ရှိရှိဆုံးဖြတ်နိုင်မှာလဲဟုတ်ပြီအဲ့ဒီရှုပ်ထွေးမှုတွေထဲကနေအဖြစ်တစ်ခုကိုအတူတူရှာကြည့်ကြပါစို့ကဲအဲ့ဒီမေးခွန်းအတွက်အဖြေကတော့ Keltner Channels ပါပဲဒါကဈေးကွက်ရဲ့မတည်ငြိမ်မှုဆိုတဲ့မြို့ခိုးတွေကြားတဲ့ကနေရှင်းလင်းတဲ့လမ်းကြောင်းတွေကိုထွန်းဖောက်မြင်နိုင်အောင်ကူညီပေးတဲ့ indicator တစ်ခုပေါ့ရှင်းပြောရရင် Keltner Channel ဆိုတာမြင်ထုံချောင်းနဲ့ခွေးစည်းထားတဲ့ volatility based indicator တစ်ခုပါအဓိကအပြင်သူကဈေးနှုန်းရဲ့လမ်းကြောင်းကဘယ်ဘက်ကိုတွားနေလဲပြီးတော့အယောင်းဝယ်လုပ်ဖို့အခွင့်အရေးကောင်းတွေရှိနေလားဆိုတာကိုဖော်ထုတ်ပေးပါတယ်သူကိုတိစောက်ထားတဲ့အဓိက omit ကတော့ exponential moving average ဒါကိုတော့ EMA လို့ခေါ်ကြတယ်နဲ့ average true range ATR ပေါ့အဲ့ဒီနှစ်ခုပါပဲဒီ indicator ကမနေ့တနေ့ကမှပေါ်လာတာမျိုးမဟုတ်ပါဘူးနော်သူ့မှာသမိုင်းကြောင်းရှိတယ်1960ခုနှစ်လောက်က Chester Kellner ဆိုတဲ့ commodity trader တယောက်ကသူ့စာအုပ်ထဲမှာဒီ concept ကိုစာပြီးမိတ်ဆက်ခဲ့လာပါနောက်ပိုင်း1980ခုနှစ်တည်းရောက်တော့မှ trader တယောက်ဖြစ်တဲ့ Linda Rush ကနေအခုကျွန်တော်တို့သုံးနေကြတဲ့ Kimi version ထိပြန်လည်မွမ်းမံခဲ့လာပါဆိုတော့ဒါဟာနှစ်ပေါင်းများစွာစစ်ဆေးပြီးသားအချိန်ရဲ့စမ်းသပ်မှုကိုခံနိုင်ရရှိတဲ့ကိရိယာတစ်ခုလို့ပြောလို့ရပါတယ်အခုဒီနေရာမှာမင်းစရာတစ်ခုရှိလာနိုင်တယ် Bollinger Banks နဲ့တော့ဘာကွာလဲပေါ့ဟုတ်ပါတယ်သူတို့နှစ်ခုကကြည့်လိုက်ရင်စင်တူသလိုပဲဒါပေမဲ့အဓိကကွာခြားချက်ကတွက်ချက်ပုံမှာပါဒီမှာကြည့်လိုက်ရင်ရှင်းသွားပါလိမ့်မယ် Keltner Channels က EMA နဲ့ ATR ကိုအခြေခံတယ် Bollinger Bands ကကြတော့ Simple Moving Average နဲ့ Standard Deviation ကိုသုံးပါတယ်အဲ့ဒီ ATR ကိုသုံးထားတဲ့အတွက် Keltner Channels ကဈေးနှုန်းအတက်အကျကိုတုံ့ပြန်တဲ့နေရာမှာ Bollinger Bands ထက်နည်းနည်းပိုပြီးချောမွေ့တယ်လို့ဆိုကြပါတယ်ကဲဒါဆိုဒီ channel ကိုဘယ်လိုတိစောက်ထားလဲဆိုတာကိုနည်းနည်းအသေးစိတ်ကြည့်လိုက်ကြရအောင်ဈေးကွက်ရဲ့ပုံမှန်လှုပ်ရှားမှုဆိုတဲ့ဘဏ်ကိုဒီမြင်းသုံးချောင်းကဘယ်လိုသတ်မှတ်ပေးတယ်လဲဆိုတာကိုလေ့လာကြည့်ကြမယ်ဒီမှာအဓိကမြင်းသုံးချောင်းကိုတွေ့ပါလိမ့်မယ်အရန်ရှင်းပါတယ်အလယ်မြင်းကတော့20 period EMA ပါပဲအပေါ်ပန်းနဲ့အောက်ပန်းကကြတော့အဲ့ဒီအလယ်မြင်းကို ATR ရဲ့မြောက်ကိုင်းတစ်ခုနဲ့ပေါင်းလိုက်နှုတ်လိုက်လှုပ်ထားတာပါအဓိကမထားရမှာက ATR ဆိုတာဈေးကွက်ရမတည်ငြိမ်မှုကိုတိုင်းတာတာလीဆိုတော့ဈေးကွက်ကအတက်ကြကျန်းနေရင် channel ကပိုကျလာမယ်ဈေးကွက်ညီညင်ရင်တော့ channel ကကျင်းသွားမယ်ဒါကတကယ်ကိုမမရွယ်တဲ့အချက်တစ်ခုပါဒီ channel တစ်ခုလုံးကိုဈေးနှုန်းတွေပုံမှန်အားဖြင့်သွားလာလှုပ်ရှားနေတဲ့လမ်းကြားလေးတစ်ခုလိုပဲမြင်အောင်ကြည့်ပါများသောအားဖြင့်ဈေးနှုန်းကအဲ့ဒီလမ်းကြားထဲမှာပဲရှိနေတတ်ပါတယ်ဟုတ်ပြီ Keltner Channels ရဲ့အသုံးဝင်ဆုံးအချက်ဒီတွေကပထမဆုံးတစ်ခုကတော့ဈေးကွက်အလံကြောင်းကိုဖော်ထုတ်နိုင်တာပါပဲတခြားဘာမှရွှွှွထွေးထွေးကြည့်စရာမလိုပဲ channel တစ်ခုလုံးရဲ့လျောဆော့ကိုကြည့်လိုက်ရုံနဲ့ဈေးကွက်ကဘယ်ကိုဥတည်နေလဲဆိုတာအကြမ်းဖျင်းသိနိုင်ပါတယ်ဒီမှာဆိုရင်အရန်ကိုရိုးရှိန်တဲ့စီးမြင်၃ခုပဲရှိပါတယ် channel တစ်ခုလုံးကတောင်းကုန်ပေါ်တက်နေတယ်လို့အပေါ်ကိုထောင်းနေရင်ဒါက up trend ပါအောက်ကိုစိုက်ဆင်းနေရင်တော့ down trend ပေါ့အဲ့လိုမှမဟုတ်ပဲ channel ကမြေပြက်လန်းလိုမျိုးအသက်အကျမရှိပဲဖြန့်နေတယ်ဆိုရင်တော့ဈေးကွက်ကဘေးတိုက်သွားနေလေဒါမှမဟုတ် range ဖြစ်နေလေလို့သတ်မှတ်နိုင်ပါတယ်ကဲနောက်ထပ်ရန်ရေးကြည့်တဲ့အသုံးဝင်ပုံတစ်ခုကိုစက်ကြည့်ကြမယ် channel ရဲ့အပေါ်ပန်းအောက်ပန်းနဲ့အလယ်မြင်းတွေကရွှေ့လျားနေတဲ့ support နဲ့ resistance တွေလို့အလုပ်လုပ်ပါတယ် dynamic support and resistance ပေါ့ဈေးနှုန်းတွေအတွက်အမြဲပြောင်းလဲနေတဲ့နည်းနည်းမဲ့တွေလိုပါပဲဒီအချက်ကတစ်ကိုစိတ်ဝင်စားဖို့ကောင်းပါပဲအတက်လန်းကြောင်းအောက်ကောင်းနေတဲ့အချိန်မှာဈေးနှုန်းက channel ရဲ့အပေါ်ပိုင်းတစ်ချက်မှာပဲကစားနေလေးရှိတယ်အလယ်မြင်းတွေက20 EMA အောက်ကိုတောင်ပြန်ဆင်းမလာတော့ဘူးအဲ့ဒီအချိန်မှာဆိုရင်အလယ်မြင်းကဈေးနှုန်းကိုအောက်ကျမသွားအောင်ထောက်ပိတ်ထားတဲ့ dynamic support တစ်ခုလိုဖြစ်နေတာကိုတွေ့ရမှာပါအကျန်းလန်းကြောင်းမှာတော့အားလုံးလားပြောင်းပြန်ပါပြီဈေးနှုန်းကအလယ်မြင်းကိုတောင်ကြော်တက်ဖို့ခက်ခဲပြီး channel ရဲ့အောက်ပိုင်းတစ်ချက်မှာပဲလှုပ်ရှားနေတတ်ပါတယ်ဒီအခြေအနေမှာတော့အလယ်မြင်းကအပေါ်ကိုတက်မလာအောင်တားဆီးထားတဲ့ dynamic resistance ဖြစ်နေအလုပ်လုပ်နေတာပေါ့ဈေးကွက်ကဘဲကိုထွားရမှာမသိပဲပြေတိုက်ပဲသွားနေတဲ့အခါကျတော့ဈေးနှုန်းကအပေါ်ဘန်းနဲ့အောက်ဘန်းကြားမှာပဲသွားလိုက်ပြန်လိုက်လုပ်နေတတ်ပါတယ်ဒါက trader တွေအတွက်တော့အခွင့်အလမ်းတစ်ခုပဲအပေါ်ဘန်းနားရောက်ရင်ရောင်းဖို့စဉ်းစားလို့ရတယ်လို့အောက်ဘန်းနားရောက်ရင်ဝယ်ဖို့စဉ်းစားလို့ရတာပေါ့နောက်ဆုံးအနေနဲ့ဒါပေမဲ့အစွမ်းထက်ဆုံးလို့ပြောလို့ရတဲ့နည်းလမ်းတစ်ခုကတော့ break out တွေကိုဖမ်းယူတာပါပဲ
ဈေးနှုန်းကသူ့ရဲ့ပုံမှန်လမ်းကြောင်းဖြစ်တဲ့ channel ထဲကနေအပြင်ကိုဖောက်ထွက်သွားပြီဆိုရင်ဒါဟာအကောင်းတဲ့လှူရှားမှုအသစ်တစ်ခုစတင်တော့မယ်ဆိုတဲ့သတိပေးကောင်းလောင်းတန်ပါပဲ ဒီမှာကြည့်လိုက်ပါဖျောင်းတိုင်တဲ့တိုင်ကအပေါ်ပိုင်းရဲ့အပေါ်ဘက်မှာပိတ်သွားတယ်ဆိုရင်ဒီပိတ်သွားတယ်ဆိုတာအရေးကြီးပါတယ်ဒါဟာဝေလိုအားကအရန်ကိုအားကောင်းနေပြီဆိုတာကိုပြပါတယ်စင်းနှုန်းကအရှိန်နဲ့အပေါ်ကိုဆက်ပြီးတက်သွားနိုင်တယ်ဆိုတဲ့ခိုင်မာတဲ့အချက်ပြမှုတစ်ခုပါပဲ ဒါနဲ့တပုံစံတည်းပါပဲဖျောင်းတိုင်တစ်တိုင်ကအောက်ပန်းရဲ့အောက်ဘက်မှာပိတ်သွားခဲ့ရင်တော့ဒါဟာရောင်းလို့အားကဈေးကွက်ကိုလွှမ်းမိုးသွားပြီးဈေးနှုန်းကအောက်ကိုဆက်ပြီးထိုးကျသွားနိုင်တယ်ဆိုတဲ့အချက်ပြမှုပါပဲဒီလို breakout တွေကိုစောင့်ကြည့်ခြင်းအပြင်ဈေးကွက်ရဲ့ကြီးမားတဲ့လုံရှားမှုတွေကိုအစောဆုံးဖမ်းမိနိုင်မှာဖြစ်ပါတယ်ကဲအချုပ်အနေနဲ့ပြန်ကြည့်လိုက်ရအောင် Keltner Channel ဆိုတာ trader တယောက်အတွက်ဘာတွေလုပ်ပေးနိုင်လဲသူကဈေးကွက်ရဲ့လမ်းကြောင်းကိုညွှန်ပြပေးတယ် dynamic support and resistance အဖြစ်နဲ့ကာကွယ်ပေးတယ်ဈေးကအရတက်သွားပြီလားအရကျသွားပြီလားဆိုတဲ့ overbought/oversold အခြေအနေတွေကိုသတိပေးတယ်ပြီးတော့အရေးကြီးဆုံးဖြစ်တဲ့ breakout တွေကိုလည်းအလံပြပြီးအချက်ပေးပါတယ်တကယ့်ကိုအစုံသုံးလို့ရတဲ့ကိရိယာအစုံအလင်းပါပဲ အခုဒီ channel ရဲ့အလုပ်လုပ်ပုံကိုနားလည်တော့ပြီဆိုတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာတစ်ခုထားခဲ့ချင်ပါတယ်ဒီလိုအစွမ်းထက်တဲ့ကိရိယာကိုကိုယ့်ရဲ့ trading strategy ထဲမှာဘယ်လိုအကောင်းဆုံးပေါင်းစပ်ထည့်သွင်းပြီးအသုံးချတော့မလဲဒီမေးခွန်းကတော့နောက်ထပ်လေ့လာမှုတွေအတွက်အစာပြိုပေးလိုက်တာပါပဲ